ရှင်ဒီနေ့မှာတော့အိမ်မှာတာကူလေးနှဲငယ်ရှိနေတာနဲ့လော်လော်ကူကူလေးပဲတာကူအုံသိမုတ်လေးအိမ်မှာလွယ်လှုပ်စားဖြစ်လို့ပြုလုပ်နည်းလေးကိုပြန်လည်ညှဝေပေးလိုက်ပါတယ်မုတ်လုပ်နည်းလေးဆိုလို့ရှိရင်အရင်ကိုလွယ်ပါတယ်နော်ပထမဆုံးဖြိုးတို့ကျုံမဲ့အိုးထဲကိုရေတန့်600မလကိုထည့်ပြီးတော့ပပတ်ဆူလာတဲ့အထိတည်သွားပေးလိုက်ပါတယ်ရင်နွေးလေးကဆူလာပြီးဆိုတာနဲ့သူ့ရဲ့ကိုဖြိုးပါတာကူဆက်ချေခွန်းနဲ့တစ်ခွက်စာလောက်ကိုထည့်ပြီးတော့သမတွားအောင်မှွေထားပေးလိုက်ပါတယ်ရှင်ခဏလောက်နှက်သွားအောင်ပေါ့နော်မွေသွားလိုက်တာသမလာပြီဆိုတာနဲ့ဖြိုးကသူ့ကိုဖုံးလေးအုပ်ပြီးတော့15မိနစ်လောက်ကြိုသွားပေးလိုက်ပါတယ်ကြိုသွားတဲ့အချိန်မှာဆိုလို့ရှိရင်လည်းမကြာခဏပေါ့နော်မွေပေးဖို့လိုပါတယ်နော်မဟုတ်ရင်တာကူကအိုခက်တတ်ပါတယ်ကြိုသွားလိုက်တာ15မိနစ်လောက်ရပြီဆိုတာနဲ့ဖုံးလေးဖွင့်ပြီးတော့ခဏလောက်မွေထားပေးလိုက်ပါတယ်ဖြိုးကဒီနေ့ချိန်အသိမရှိဘဲနဲ့လှုပ်စားတာဖြစ်တဲ့အတွက်ဒီတာကူမျက်စိလုံးဝပြောက်တဲ့ထိတော့မစောင်းတော့ဘူးပေါ့နော်ဒီနေရာမှာတာကူမျက်စိကိုလုံးဝပြောက်တဲ့ထိစောင်းမယ်ဆိုလည်းရပါတယ်နော်ခုလိုမျိုးလေးရေလေးကခန်းလာပြီးတော့တာကူမျက်စိကလည်းပြောက်ပြောက်နေထားလျောက်ပြီဆိုလို့ရှိရင်တော့သူ့တဲကိုအုံနုထည့်ပေးလိုက်ပါမယ်နော်အုံနုကိုတော့300မလီလီထည့်သုံးထားပါတယ်အုံနုကိုထည့်ပြီးတာနဲ့ချက်ထားပြီးသားအုံသီးဖက်လေးနှင်းငယ်ကိုထည့်ပေးလိုက်ပါတယ်အုံသီးဖက်လေးကတော့မရှိရင်မထည့်လိုက်ရပါတယ်နော်ပြီးရင်တော့စားလေးနှင်းငယ်ထည့်ပြီးတော့တကြားထမင်းစားစွန်းနဲ့လေးစွန်းစားလောက်ကိုပါထည့်ပေးလိုက်ပါတယ်ရှင်ကဲပြီးလို့ရှိရင်အားလုံးသမတွားအောင်ပြန်ပြီးတော့မှွေထားပေးလိုက်ပါမယ်ကြည့်ပါဦးရောင်စင်လေးရဆိုလို့ရှိရင်စားချင်စရာလေးပေါ့နော်အနက်လေးရဆိုလို့ရှိရင်လည်းမှွေးနေရောပဲဒီနေ့လေးကတော့အိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့လော်လော်ကူကူလှုပ်ရှားတဲ့နည်းလေးပဲဖြစ်ပါတယ်။ပါဝင်တဲ့ပစ္စည်းဆိုလို့ရှိရင်အရင်နဲတယ်ပေါ့နော်။ပြီးရင်တော့အားလုံးသမလာပြီးတော့ပေါ့နော်။အုံနုလေးနဲ့လေးခန်းလာတဲ့အထိကြိုးသွားပေးလိုက်ပါတယ်ရှင်။ကဲဖြိုးလို့မှွေသွားပေးလိုက်တာအခုလိုမျိုးလေးအုံနုကြီးလေးကလည်းခန်းလာပြီးတော့အနက်လေးကလည်းမှွေးလာပြီဆိုလို့ရှိရင်တော့သူ့ကိုပုံစံခွက်လေးထဲကိုပြောင်းထည့်ပေးလိုက်ပါမယ်။ဒီနေရာမှာရတာမြည်ပြီးလို့ရှိရင်အချိုးတွေပါရလို့ရင်လည်းထပ်ပေးနေပါတယ်နော်။ကြရတာလည်းလောကစစ်ကြည့်ပြီးဆိုလို့ရှိရင်တော့သူ့ကိုပုံစံခွက်လေးထဲထည့်ပြီးလို့ရှိရင်အေးခဏပေးလိုက်ပါမယ်နော်။ပြောရတော့လေးတော့ပုံစံခွက်လေးထဲကိုထည့်ပြီးတော့အေးခဏပေးလိုက်ပါတယ်။အောက်မှာဆိုလို့ရှိရင်လည်းစီလေးသုံးစက်ကူလေးခင်းထားတယ်ပေါ့နော်။မကက်ရအောင်ပေါ့နော်ဒါကတော့။ကဲပြီးတော့မုတ်သားလေးကိုထည့်ပေးလိုက်မယ်။ထည့်ပြီးလို့ရှိရင်တော့ပုံမှန်မျက်နှာပြင်လေးညင်သွားအောင်ပေါ့နော်။ညှစ်ထားပေးလိုက်ပါမယ်ရှင်။ပြီးတော့သူ့ကိုလုံးဝအေးပြီးတော့ခဲသွားတဲ့အထိအေးခဏပေးလိုက်ပါမယ်နော်။ဒီနေရာမှာဒီတိုက်စားမှဆိုလည်းရပါတယ်။ပြောအတုံးလေးနဲ့သုံးမှဖြစ်တဲ့အတွက်ခဏလောက်အေးခဏပေးလိုက်ပါတယ်။ကဲအခုလိုမျိုးလေးလုံးဝအေးသွားပြီဆိုလို့ရှိရင်တော့ကိုယ်စိတ်ကြိုက်တုံးကြီးသေးကိုလှိဖြတ်ပြီးလို့ရှိရင်သုံးဆောင်နိုင်ပါပြီရှင်။ပြောရတော့အတုံးခက်ကြီးလေးတွေတုံးထားပါတယ်။သူရဲ့သားလေးရဆိုလို့ရှိရင်တော့အုံနုနဲ့လေးမှွေပြီးတော့ပေါ့နော်အုံသီးဖက်လေးလည်းပါတော့ချူချူစိတ်လေးနဲ့တမျိုးလေးစားလို့ကောင်းပါတယ်ကဲအခုဆိုလို့ရှိရင်တော့အီတုံပြီးတော့ချိုးစိတ်မွေရသားလေးနဲ့တမျိုးလေးစားလို့ကောင်းတယ်ပြိုတို့ရဲ့တာကူအုံသီးမုတ်လေးကတော့စားဖို့စစ်သက်ဖြစ်နေပါပြီရှင်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်လုံနေလေးလည်းလွယ်ကူပြီးတော့စားလို့လည်းကောင်းတာမို့ဒီဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်ကဲဒါဆိုဖြိုးရဲ့နောက်ဗီဒီယိုအသစ်တွေမှာပြန်ဆောင်ကြမယ်နော်အားလုံးဘိုင်ဘိုင်